မင်္ဂလာပါရှင်ကျွန်မကတော့ Zenith Legal Service ရဲ့ founder တရားလွှတ်တော်ရှေ့နေဒေါ်စင်စင်ဦးပါဥပဒေရေးရာတိလို့ရမေးခွန်းတွေဥပဒေဗဟုသုတတွေကိုအပတ်စဉ်အားလက်တဲ့ရက်တွေမှာပြန်လည်ဖြည့်ကြားပေးရမျှဝေပေးလျက်ရှိပါတယ်ကျွန်မမျှဝေပေးမယ်ဥပဒေဗဟုသုတလေးကတော့2018ခုနှစ်မှာပြဋ္ဌာန်းခဲ့သောနိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေဖြစ်ပါတယ်။ဒီဥပဒေကို2020ခုနှစ်မှာပထမအကြိမ်ပြင်ဆင်ခဲ့ပြီးတော့ကျမတို့2026ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာဒုတိယအကြိမ်ပြင်ဆင်ခဲ့ပါတယ်။ဒီဥပဒေမှာကျမတို့ဥပဒေတစ်ခုကိုလေ့လာမယ်ဆိုရင်ဒီဥပဒေရဲ့ပြဋ္ဌာန်းရတဲ့ရည်ရွယ်ချက်ဒီဥပဒေမှာအခန်းဘယ်နှခန်းပါဝင်တယ်ပုံမှန်ဘယ်နှရက်ပါဝင်တယ်နောက်ပြီးအရေးကြီးဆုံးခန်းခန္ဓာကတော့ဥပဒေတရက်ကိုပြဋ္ဌာန်းပြီးရင်ဒီဥပဒေပါတားမြစ်ချက်ဆိုတာကိုသိရပါမယ်တားမြစ်ချက်ပါနော်တားမြစ်ချက်ပါအချက်လက်တွေကိုနော်တားမြစ်ချက်တွေကိုချိုးဖောက်ကျူးလို့ရင်တော့ပြစ်မှုပြစ်ဒဏ်နဲ့ပြစ်ဒဏ်ပေးခြင်းခံရမယ်ပေါ့နော်အခုအခန်းလေးမှာဆိုရင်တားမြစ်ချက်3ရက်ရှိပါတယ်ဒီဥပဒေရဲ့ပုံမှန်ခွန်မှာဆိုရင်မြည်သူများတဲ့တည်ဆဲဥပဒေတရရဲ့အရာခွင့်ပြုသည့်ကိစ္စမှာတပါတရားရုံးဤခွင့်ပြုချက်မရှိဘဲမြည်သူကိုများ24နာရီထက်ကျော်လွန်၍ချုပ်နှောင်ထားခြင်းမပြုရတဲ့ဒီဥပဒေပုံမှန်ခုနှစ်မှာဆိုရင်သူကတည်ဆဲဥပဒေတရရဲ့အရာခွင့်ပြုသည့်ကိစ္စမှာတပါတဲ့နော်တစ်ချက်နောက်တစ်ချက်ကတရားရုံးဤခွင့်ပြုချက်မရှိဘဲတဲ့အဲ့တော့ပြောချင်တာကဒီဇယ်ဥပဒေတရခွင့်ပြုထားသည့်ကိစ္စမှာတပါဆိုတာရဲရရှိတွေကဒါအမှုဖွင့်တိုင်တန်းပြီးဆိုရင်အမှုဖွင့်တိုင်တန်းခံရတဲ့လူသည်အာမခံပေးလို့ရတဲ့ပုံမှန်ဖြစ်စေပေးလို့မရတဲ့ပုံမှန်ဖြစ်စေဆင့်ခေါ်ပြီးစုံစမ်းစစ်ဆေးခွင့်ရှိပါတယ်เนาะဒီလူကိုထပ်ပြီးတော့စုံစမ်းစစ်ဆေးဖို့လိုအပ်တယ်အာမခံပေးလို့မရတဲ့ပုံမှန်ဆိုရင်တော့တရားရုံးမှာသူကချုပ်ရမန်ယူပြီးတော့ဆက်လက်ဖမ်းဆီးပြီးတော့စုံစမ်းစစ်ဆေးရမှာပါအဲ့လိုမှမဟုတ်ဘဲနဲ့လူတူတယောက်ကိုနော်သူပြောထားတာကပြဋ္ဌာန်းတဲ့အချက်မှာပါတာကတည်ဆဲဥပဒေတရရခွင့်ပြုထားသည့်ကိစ္စမှာတပါတရားရုံးဤခွင့်ပြုချက်မရှိပဲပြောချင်တာကတာဝန်ကျရဲရရှိတွေကတိုင်တန်းမှုရှိလို့လာရောက်ဖမ်းဆီးခြင်းမဟုတ်ပဲနော်တရားရုံးရဲ့ချုပ်ရမှန်မရှိပဲလူတူတယောက်ကို24နာရီအထက်ဖမ်းဆီးချုပ်နှောင်ခြင်းမပြုရပါဘူးတဲ့ဒါပုံမှန်ခွန်မှာတားမြစ်ချက်ရှိပါတယ်နော်ပုံမှန်ခွန်ပါတားမြစ်ချက်ကိုချိုးဖောက်ရင်ပုံမှန်30ရအရေးယူခံရမှာပါခြုံငုံပြီးရှင်းပြရရင်တော့ပုဂ္ဂိုလ်ဆိုင်ရာနိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးဥပဒေပုံမှန်8မှာဆိုရင်တာဝန်နဲ့လုပ်ပိုင်ခွင့်ရှိသူမှအပနော်ခွင့်ပြုမိန့်တွေဝရမ်းတွေနော်ဒါတွေမရှိဘဲနဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်ရှိသူတွေမဟုတ်ဘဲနဲ့လူတူတယောက်ရဲ့ဂုဏ်သိက္ခာကြအောင်နောက်ယောင်ခံလိုက်တာတွေလုပ်လို့မရဘူးနော်စုံစမ်းထောက်လှမ်းနိုင်လုပ်လို့မရဘူးလူတူတယောက်ကနေပြီးနောက်တူတယောက်ကိုပေးပို့တဲ့ပါဆယ်တွေဒါတွေကိုဖောက်ပြီးတော့ဖြတ်ပြီးတော့စစ်ဆေးတာတွေနော်ဖြတ်စည်းတာတွေလုပ်လို့မရဘူးနောက်တစ်ချက်ကလူတူတယောက်ရဲ့နေအိမ်အဆောက်အုံပရဝုံတွေကိုဝရမ်းတို့ခွင့်ပြုမိန့်တို့တာဝန်ရှိမှုเนาะတာဝန်ရှိသူဥမာရဲရရှိတို့ဘာလို့ပေါ့เนาะသူတို့ကိုအမှုဖွင့်ပြီးဆိုရင်တာဝန်ရလာပြီးတော့စစ်ဆေးစုံစမ်းတာရှိတယ်เนาะဒီလိုမျိုးတွေမဟုတ်ဘဲနဲ့လူတူတယောက်အိမ်ထဲကိုဝင်ပြီးတော့စုံစမ်းတာစစ်ဆေးတာတွေရှာဖွေတာလုပ်လို့မရဘူးနောက်တစ်ချက်ကကြတော့မိသားစုရေးရာကိစ္စတွေမှာဝင်ရောက်ဆွတ်ဖက်တာတွေမလုပ်ကြဘူးเนาะနောက်တစ်ချက်ကကြတော့တရားဝင်ပိုင်ဆိုင်ရရှိထားတဲ့လူတူတယောက်ရဲ့ပစ္စည်းရွှေပြောင်းနိုင်တဲ့ပစ္စည်းမရွှေပြောင်းနိုင်တဲ့ပစ္စည်းအိမ်တွေမြေတွေရွှေတွေငွေတွေဓာတ်တွေကိုเนาะမတရားသိမ်းယူတာတို့တမင်ပျက်စီးစေတာဒါတွေမလုပ်ကြဘူးဆိုပြီးတော့တားမြစ်ချက်တွေရှိပါတယ်ပုံမှန်8မှာအဲ့တော့ဒီပုံမှန်9နဲ့ပုံမှန်8ပါတားမြစ်ချက်တွေကိုဖောက်ဖျက်ကျူးလွန်ရင်ပုံမှန်30ရရေးယူခံရပါမယ်ကျူးလွန်ကြောင်းထင်ရှားတယ်ဆိုရင်တော့အနည်းဆုံးထောင်ဒဏ်6လကနေအများဆုံးထောင်ဒဏ်3နှစ်ထိအပြစ်ပေးခံရနိုင်တဲ့အပြင်သူဟာငွေဒဏ်မှာပူးတွဲပြီးအပြစ်ပေးခံရမှာပါငွေဒဏ်အနေနဲ့ကတော့အနည်းဆုံးငွေဒဏ်3သိန်းကနေပြီးတော့ကျပ်3သိန်းကနေပြီးတော့အများဆုံးငွေဒဏ်ကျပ်15သိန်းအထိအပြစ်ပေးခံရနိုင်ပါတယ်ဒါကပုံမှန်9နဲ့ပုံမှန်10ကိုဖောက်ဖျက်ကျူးလွန်သူတွေပါပုံမှန်9မှာတော့မြည်သည့်ရဲတပ်ဖွဲ့စခန်းမှုမဆိုးတဲ့အရေးယူဆောင်ရွက်ပေးရင်တိုင်တန်းချက်ကိုလက်ခံရရှိလင်ဖြစ်စေတဲ့သတင်းပေးချက်ကိုလက်ခံရရှိလင်ဖြစ်စေတဲ့ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်154နဲ့အညီအရေးယူဆောင်ရွက်ကမယ်တဲ့ရှင်းပြချင်တာကညနာတဲ့သူတွေပေါ့နော်ကိုလူတယောက်ကခေါင်းကိုဒုံးနဲ့ရိုက်လို့ခေါင်းမှာသွေးတန်ရင်သွေးထွက်လာတယ်
ကိုနစ်နာပါတယ်ကိုနာကျင်စေတယ်ကိုရဲ့ခန္ဓာကိုနာကျင်စေတယ်နစ်နာပါတယ်နစ်နာမှုရှိတယ်ကိုကိုရိုက်တဲ့လူတွေကိုမြင်တယ်ပတ်ဝန်းကျင်မှာလည်းတက်တည်ရှိတယ်နော်ဓာတ်ပုံတို့ဗီဒီယိုဖိုင်တို့လူတက်သေးမျက်မြင်တက်သေးနော်ကိုရိုက်နေတာကိုယ်တိုင်လည်းသိနေတယ်ဒီလူရိုက်ပါတယ်ဆိုတဲ့ခိုင်လုံတဲ့အထောက်ထားနဲ့တကွ yes ခန်းမှာအမှုဖွင့်တိုင်တန်းချက်လက်ခံရရှိရင်တရင်ချက်လက်ခံရရှိရင် yes ခန်းကတာဝန်ကျ yes ခန်းမှုကအမှုဖွင့်ကိုဖွင့်ပေးရပါမယ်ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှာ154နဲ့အညီဖွင့်ပေးရမယ်ဆိုတော့တားမြစ်ချက်ရှိပါတယ်အဲ့တော့ပုံမှ9ပါတားမြစ်ချက်ကိုဖောက်ဖျက်ပြီးတော့နော်အကြောင်းမဲ့ပြက်ကွက်တယ်ဝတရားပြက်ကွက်တာပေါ့တိုင်တန်းတာအမှုမဖွင့်ပေးတာပေါ့နော်အဲ့လိုမျိုးမဖွင့်ပေးဘူးဆိုရင်တော့သက်သေထောက်ထားခိုင်လုံတဲ့ဒဏ်ရာပရဘွားနဲ့အမှုလာဖွင့်ပါလျက်နဲ့အမှုမဖွင့်ပေးဘူးကျင်ထောဥပဒေပုံမှာ154နဲ့အညီဆောင်ရွက်ချက်မရှိဘူးအကြောင်းမဲ့ပြက်ကွက်တယ်နော်အားသေးဘူးနောက်နေ့မှလာလုပ်ပေးနိုင်ဘူးအဲ့လိုမျိုးပေါ့နော်အကြောင်းမဲ့ပြက်ကွက်ကြောင်းထင်ရှားရင်တော့တဲ့အဲ့လိုပြက်ကွက်တဲ့သူကိုပုံမှန်9ပါတားမြစ်ချက်ကိုပြက်ကွက်တဲ့သူကိုပုံမှန်17အရာအရေးယူဆောင်ရွက်နိုင်ပါတယ်တဲ့နော်ထောင်ဒဏ်ကတော့အနည်းဆုံးထောင်ဒဏ်1နှစ်ကနေအများဆုံးထောင်ဒဏ်9နှစ်ထိချမှတ်ခံရမယ်အပြင်ငွေဒဏ်မှာချမှတ်ခံရနိုင်ပါတယ်တဲ့နော်ငွေဒဏ်ကတော့အနည်းဆုံးကျပ်9သိန်းကနေအများဆုံး25သိန်းထိတောင်အပြစ်ပေးခံရနိုင်ပါတယ်ဒါကြောင့်အများပြည်သူကိုဥပဒေဗဟုသုတအနေနဲ့ညှဝေပေးချင်တာကတော့ကိုယ်မှာနစ်နာမှုရှိရင်ကိုယ်စိတ်ဂုဏ်တည်ပစ္စည်းဒါတွေကိုတခြားသူတူဦးကနစ်နာအောင်ပြုလုပ်တယ်ဆိုရင်ခိုင်လုံတဲ့အထောက်ထားတော့ရှိရပါမယ်နော်ခိုင်လုံတဲ့အထောက်ထားနေတကွနီးစက်ရ yes ခန်းမှာအမှုဖွင့်ပါအမှုဖွင့်တဲ့အခါမှာတာဝန်ကျရဲရာရှိကကို့မှာခိုင်လုံတဲ့အထောက်ထားလည်းရှိတယ်နစ်နာမှုလည်းရှိရဆိုအမှုဖွင့်ကိုဖွင့်ပေးရပါမယ်မဖွင့်ပေးရင်တော့ပုံမှန်17နဲ့အမှုဖွင့်တိုင်တန်းနိုင်ပါတယ်ဒါကြောင့်နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပေါ့နော်ဒီဥပဒေပါတားမြစ်ချက်တွေဖြစ်တဲ့ပုံမှန်ခွန်ပုံမှန်8ဒီနေ့ရက်ကိုဖောက်ဖျက်ကျူးလွန်ရင်ပုံမှန်10ရအရေးယူပါမယ်ရေးယူလို့ရပါတယ်နော်ပုံမှန်9ပါတားမြစ်ချက်တွေကိုဖောက်ဖျက်တယ်ဆိုရင်တော့ပုံမှန်17နဲ့အရေးယူဆောင်ရွက်လို့ရပါတယ်ပုံမှန်12ကတော့ဒီလိုတားမြစ်ချက်တွေကိုဖောက်ဖျက်ကျူးလွန်တဲ့သူတွေကိုအားပေးကူညီသူတွေပေါ်မှာအရေးယူတဲ့ဥပဒေပုံမှန်တရဖြစ်ကြောင်းဥပဒေဘုဒ္ဓတာအနေနဲ့မျှဝေပေးလိုက်ပါရစေရှင်ကျေးဇူးတင်ပါတယ်ရှင်